ကျွန်တော်ကနေ့ပြောပြချင်တာကတော့ပြည်တွင်းမှာပဲဖြစ်ဖြစ်ပြည်ပမှာပဲဖြစ်ဖြစ်ကျွန်တော်ခရီးသွားတဲ့အခါလိုအပ်လို့ဟိုတယ်တွေတည်းရမယ်ဆိုလို့ရှိရင်ကိုယ်တည်းမဲ့ဟိုတယ်ကနေပြီးတော့ကိုယ်သွားလည်မဲ့နေရာတော်၎င်းအလုပ်တော်၎င်းဒီအကွာအဝေးလေးတွေကိုကျွန်တော်တို့ဟိုတယ် booking မလုပ်ခင်မှာကြည့်လို့ရတယ်စစ်လို့ရတယ်ဆိုတော့ကျွန်တော်ပြောပြချင်တာပါပြောပြမှာပါဒီဟိုတယ် booking လုံနည်း flight ticket လုံနည်းတွေတော့စီနီယာညီကိုမောင်နှမတွေအများကြီးလုပ်ပြတာတွေတွေ့တယ်ပေါ့နော်ရှိလဲရှိပါတယ်အများကြီးရှိတယ်ပေါ့နော်အဲ့တော့အများကြီးလည်းလုပ်တတ်ကြပါတယ်ဒီအကွာအဝေးလေးတွေစစ်တဲ့ဟာကိုလုပ်ပြတာပြောပြတာတိတ်မတွေ့လို့ကျွန်တော်ပြောပြတာဖြစ်ပါတယ်ကျွန်တော်ဆရာကြီးမဟုတ်ပါဘူးကျွန်တော်လည်းတော်တယ်တက်တဲ့ညီကိုမောင်နှမအများကြီးရှိပါတယ်ဒီဟာလေးတွေလုပ်ပြတာတိတ်မတွေ့လို့ကျွန်တော်ကအခုပြောပြတာပါကျွန်တော်လည်းအစမသိပါဘူးအခုရက်ပိုင်းမှာကျွန်တော်သိလို့ပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ကြည့်လိုက်အောင်ပေါ့နော်အဲဆိုကျွန်တော်တို့ hotel booking လုပ်မယ်ဆိုတော့ကျွန်တော်ကအကိုဒါကနေလုပ်တာဆိုတော့ကျွန်တော်တို့ဒီအကိုဒါကိုကျွန်တော်တောင်းထားတယ်ပေါ့နော်အဲဆိုအကိုဒါဝင်အကိုဒါ software ကိုကျွန်တော်တို့ဝင်လိုက်မယ်ပေါ့နော်โอเคကျွန်တော်အကူတော့ software တွေဝင်လိုက်ပြီဟုတ်ပြီဝင်လိုက်တဲ့အချိန်မှာဆိုကျွန်တော်မှာဆိုရင်ကြာလာပြီ hotel ရဲ့ flight hotel ရဲ့ activity ရဲ့ဒါကျွန်တော် booking လုပ်တဲ့ဟာတွေပေါ့နော်အဲဆိုကျွန်တော် hotel booking လုပ်မှာဆိုတော့ကျွန်တော် hotel တွေကိုဝင်လိုက်မယ်ပေါ့နော်โอเค hotel တွေကိုဝင်လိုက်မယ်ကျွန်တော်ကဥမာဒီမှာ search bar မှာကိုသွားမယ်လဲမယ်မြို့တွေကိုကပြည်တွင်းဆိုရင်ရန်ကုန်တော်လကောင်မန္တလေးတော်လကောင်ရိုက်ထည့်လိုက်ပြည်ပဆိုရင်ဘန်ကောက်ဆိုလဲထိုင်းနိုင်ငံဆိုရင်ဘန်ကောက်ပေါ့နော်မလေးရှားဆိုရင်ကွာလာလမ်ပူတော်လကောင်ပီနန်ဗီယက်နမ်နိုင်ငံဆိုရင်ဒါနန်တော်လကောင်ဟိုချီမင်တော်လကောင်ကျွန်တော်လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ကဗီယက်နမ်နိုင်ငံဒါနန်မျိုးကိုဥပမာထားပြီးတော့ကျွန်တော်လုပ်ထားမယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီမှာဒါနန်ဆိုကျွန်တော်ရိုက်ထားရှိတယ်ဒါနန်ပေါ့နော်ဗီယက်နမ်နိုင်ငံပြီးရင်ဒီမှာရက်ကလေးကိုဘယ်နှစ်ရက်လဲမှာလဲဘယ်နှစ်ညလဲဒီမှာကျွန်တော်ကနှစ်ညပေါ့မနေ့ပြန်တဲ့တပတ်ခါနဲ့23 24တော့ဒီမှာအဲဆိုရင်တညအိတ်ပေါ့နော်ဒီမှာ one night ပေါ့နော်တညအိတ်ဒီမှာ overnight လား day ယူလားနေချင်းပြန်လာပေါ့နော်အဲဆိုရင်ဒီမှာနောက်တစ်ခုအခန်းမျိုးစားဘယ်နှခန်းလဲ2ခန်းလား3ခန်းလားပြီးရင်ဘယ်နှစ်ယောက်လာမှာလဲပြီးရင်ကလေးတွေပါသေးလားဒီမှာလုပ်လို့ရတယ်ကလေးတယောက်မှမပါဘူးဆိုမပါဘူးဒီမှာအခန်းတစ်ခန်းဆိုရင်တစ်ခန်းဒီမှာတစ်ခန်းဆိုတယောက်ဟုတ်ပြီနော် okay အဲဆို okay ပြီးရင်ကျွန်တော်တို့ search bar ကိုသွားလိုက်မယ်ဒီမှာဆို hotel တွေအများကြီးကြာလာပြီတွေ့လားဒီမှာကျွန်တော်တို့ဒီမှာ hotel တွေဈေးနှုန်းတွေဒီမှာစင်ကာပူဒေါ်လာကျွန်တော်ကဒီမှာ currency ကသူ့ရဲ့မူရင်းကသူက USD နဲ့ပြတာဒါပေမဲ့အဲ့ဒါကိုကျွန်တော်စင်ကာပူဒေါ်လာချိန်ထားတာဒီမှာ17ကျပ်ရှိတယ်10ကျပ်ရှိတယ်17ကျပ်နော်အဲ့မှာကိုကြိုက်တဲ့ hotel ကိုသွားလို့ရတယ်ပေါ့နော်ရွေးလို့ရတယ်ဟုတ်ပြီကျွန်တော် hotel မျိုးစားတွေလိုက်ကြည့်အောင်ပေါ့နော်ကိုလိုချင်တဲ့ hotel တန်ကောင်းမယ်ထင်တဲ့ hotel ကိုကျွန်တော်ရွေးလိုက်မယ်ပေါ့နော်โอเคကျွန်တော်ရွေးမယ်ဟုတ်ပြီကျွန်တော်ကဒီမှာ20ကျပ် River Portage Hotel ကိုကျွန်တော်ရွေးလိုက်မယ်အဲ့ဒါကိုကြည့်လိုက်မယ်ပေါ့နော်โอเคဒီ hotel ကိုရွေးလိုက်ပြီဒါဆိုရင်ဒီမှာ hotel ကိုရွေးလိုက်ပြီ hotel မှာဒီ hotel ကနေပြီးတော့ကျွန်တော်သွားလည်မယ်နေရာကြီးအကွာဝေးကျွန်တော်တို့ကြည့်မယ်ကြည့်အောင်ပေါ့နော်โอเคဒီမှာရှိလို့ရတယ်ဒီမှာဆိုရင်ဒီမှာကြည့်လို့ရတယ်910မီတာနဲ့မြေပုံလေးအောင်မှာဒီမှာ Mickey Beach Dragon Bridge ဒီမှာ 1.1 ကီလိုမီတာ100ပါဒီမှာအကုန်လုံးစီးကောကိုကြည့်လိုက်မယ်ကျွန်တော်ဗီယက်နမ်နိုင်ငံဒါနန်မြို့မှာဆိုရင်အဓိကအထင်ကြီးရများတော့ပြန်သိကြတာ Mickey Beach ရှိတယ် Dragon Bridge ရှိတယ်ပြီးလို့ရှိရင် Lady Boulder ရှိတယ်ဘန်နာရေးရှိတယ်ပေါ့နော်အဓိကအဲ့ဒီလေးခုပဲကျွန်တော်ဥပမာထားပြဒီမှာ Mickey Beach မှာဆိုရင်910မီတာဆိုတာတူတူလေးပဲကျွန်တော်လမ်းလျှောက်ရင်ခဏနဲ့ရောက်တာဒီလား Mickey Beach ပြီးရင် Dragon Bridge ဆိုတော့ကကျွန်တော်တို့နဂါးကြီးမီးမုတ်တဲ့နေရာပေါ့နော်အဲ့မှာဆိုရင်သူက 1.1 ကီလိုမီတာဆိုနည်းနည်းလေးကီလိုမီတာကမီတာနဲ့ဆိုရင်တော့ပိုဝေးတယ်ဒါပေမဲ့1.1 ကီလိုမီတာဆိုတော့နီးတယ်လမ်းလျှောက်လို့တော့ကျွန်တော်15မိနစ်လောက်ပဲကြာမှာဟုတ်ပြီနော်နောက်တစ်ခုကဒီမှာနေက Lady Boulder Lady Boulder က5.87 ကီလိုမီတာဆိုတော့ခါကျတော့ကီလိုမီတာနည်းနည်းဝေးသွားပြီကျွန်တော်တို့အဲ့ဒါလမ်းလျှောက်ရင်တော့တနာကြီးနီးပါးကြာသွားမယ်အကယ်၍ကျွန်တော်ကားနဲ့သွားမယ်ဆိုလို့ရှိရင်မိပွိုင်ရှိတယ်ဆိုရင်မိနစ်20လောက်ပဲအများဆုံးမိနစ်20 15မိနစ်မရှိဘူးဆိုရင်ကျွန်တော်10မိနစ်လောက်နဲ့ရတယ်ဒီလားနောက်တစ်ခုအဲ့ဆိုရင်ကျွန်တော်တို့ဘယ်သွားမလဲဆိုရင်ဒီမှာဘန်နာရီကျွန်တော်အဓိကနေရာတော့ကျွန်တော်ပြောပြပါနော်အကုန်လုံးမပြောတော့အကုန်လုံးပြောရင်ကြာသွားမှာဆိုတော့ဘန်နာရီဆိုရင်ဒီမှာ27.6ကီလိုမီတာရှိတယ်ကီလိုမီတာတော့နည်းနည်းဝေးသွားပြီဒီလားဝေးသွားပြီဆိုရင်ကျွန်တော်အဲ့ကောင်ကိုကားနဲ့သွားမယ်ဆိုကားနဲ့သွားမှရမှာလမ်းလျှောက်ရင်အရင်ချိန်ပေးရမှာကားနဲ့သွားမယ်ဆိုရင် traffic ရှိအောင်မိပွိုင်2ခု3ခုရှိအောင်ကျွန်တော်မိနစ်40 45မိနစ်ပဲအများဆုံးဟိုမှာရာသူဆိုတာတနာရီပဲကြာမှာအဲ့လောက်မကြာဘူးတွေ့လားအဲ့ဆိုရင်ကျွန်တော်တို့ဒီဂရန်9မယ်ဆိုရင်တော့ကျွန်တော်ကုန်ကြစီတွေကျွန်တော်တွက်လို့ရတယ်ဘန်နာရီနောက်ဆုံးကျွန်တော်ဒါလေးအကုန်လုံးလဲပြီးတော့ကျွန်တော်လင်းကုန်းကိုပြန်မယ်ဆိုရင်တော့မှလင်းကုန်းကိုကြည့်လို့ရတယ်ဒီမှာ3.99ကီလိုမီတာဆိုတော့ကနီးတယ်ဒီမှာသူကနီးတယ်မိပွိုင်2ခု3ခုရှိအောင်ကျွန်တော်ကန်းနဲ့သွားလို့ရှိရင်မိနစ်20လောက်ပဲကြာတယ်ကျွန်တော်အချိန်ရတယ်လမ်းလျှောက်သွားရင်တော့မှကျွန်တော်လောက်ကြီးမကြာဘူးသိလား3.99ကီလိုမီတာသိလားဒါလေးတွေပေါ့နော်โอเคဒီလိုကွာဝေးလေးတွေကျွန်တော်လိုအပ်တယ်ပေါ့နော်ဒါကျွန်တော်ဘတ်ဂျက်ပါကျွန်တော်ချိန်လို့ရတယ်ဒါလေးတွေစစ်လို့ရတယ်ဆိုကျွန်တော်ပြောပြတာပါပေါ့နော်အခုလို့ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာကိုအခန်းနေရွေးတော့မယ်ဆို choose my room အခန်းရွေးမယ်ကိုဒီ hotel ကိုကြောသဘောကျသွားပြီကွာဝေးသဘောအခန်းရွေးမယ်ဆိုရင်ဒီမှာ20ကျပ်25ကျပ်ဟုတ်ပြီကျွန်တော်မြန်လောက်ပြလိုက်အချိန်ကြီးရိုင်းချသွားမှာဆိုလို့နော်20ကျပ်ကိုပုတ်ကိုသွားကြည့်လိုက်မယ်
ဟုတ်ပြီဒီမှာဆိုရင်ဒီမှာဆိုရင်ကျွန်တော်က book ကိုသွားလိုက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော် name ဒီမှာ name ပြီးရင် mail ပေါ့နော် email တွေကိုပို့လိုက်မယ်ပြီးရင်ကျွန်တော်ကိုလက်ရှိနေနေတဲ့နေရာ current country resident region ဆိုတာကလက်ရှိနေပြီးရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ပြီးရင်ဒီကောင်လေးကို save အမှန်ချချပြီးရင် smoky လား ဆေးလိပ်တော့လားမတောက်လားအဲ့ဆိုရင်တော့ Nate အကုန်လုံးပြီးသွားပြီဆိုရင် Nate final step ဒီမှာ$20 final step ကိုသွားလိုက်သွားပြီးပြီဆိုရင်ကျွန်တော်သဘောကျဆိုရင်ဒီမှာကျွန်တော် payment ကိုလာလိုက်မယ် payment ပေးချင်တဲ့ဘိုင်းနဲ့သူက pay now နဲ့ပေးမလား digital payment လား pay later လားအားသားလားအဲ့ဆိုရင်ကျွန်တော်ဒါပြီးသွားပြီကိုကဒီဟာကိုကြိုက်တယ်ဆိုရင် book ကိုသွားမယ်နောင်လို့လည်းလို့ရှိရင်ကျွန်တော်ဒါ hotel booking လုံးပြီးသွားတယ်လည်းဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်အကာအဝေးတွေဆက်တယ်လို့လည်းဖြစ်သွားတယ်ကျွန်တော်အဲ့ဒါလေးပြောပြချင်တာပါပေါ့နော်ဘာလို့လဲဆိုတော့ဒီ hotel booking လုံးကြီးတွေဒီ flight ticket ဝင်တွေကိုစီနီယာညီကိုမောင်နှမတွေအများကြီးလုပ်ပြထားတာတွေ့တယ်ပေါ့နော်ဒီဟာလေးကိုပြောပြတာတိတ်မတွေ့လို့ကျွန်တော်ပြောပြတာပါနော်ကျွန်တော်ဆရာကြီးမဟုတ်ပါဘူးဗျာကျွန်တော်တဲ့စီနီယာကြတော်ရက်တက်တဲ့ညီကိုမောင်နှမတွေအများကြီးရှိပါတယ်ဗျာနော်ဒါလေးကကျွန်တော်တတိထားမေးထားတဲ့ဟာလေးကိုပြန်လဲ share လုပ်ပေးခြင်းဖြစ်ပါတယ်အခုကျွန်တော်ပြောပြတဲ့အရာလေးကညီကိုမောင်နှမတို့မိတ်ဆွေတွေအတွက်အကျိုးရှိတယ်ဘူးတူတာရှိစေတယ်ဆိုရင်နောက်ဗီဒီယိုအသစ်တင်နိုင်အကျိုးရှိစေမယ့်ဗီဒီယိုအသစ်တင်နိုင်သိစေဖို့အတွက်လည်းကျွန်တော်ရဲ့ဒီ page လေးကို share နဲ့ follow လေးလုပ်ပေးသွားဖို့အားလုံးကိုလေးစားစွာမေတ္တာရပ်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်